အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသက်ကြီးလာတဲ့အခါအယိုးပွားတာအယိုးကျိုးလွယ်တာတွေမဖြစ်အောင်ဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အယိုးကျန်းမာရေးကအသက်ကြီးလာတဲ့အခါအလွန်ရေးကြီးပါတယ်အသက်တွေကြီးလာတဲ့အခါအယိုးတွေပွားပြီးအယိုးတွေကျိုးလွယ်တယ်အယိုးကျိုးလွယ်တဲ့အခါမှာအယိုးတွေပြန်ဆက်ဖို့လည်းခက်တယ်လို့နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေလည်းလိုက်လာတတ်ပါတယ်ဒီဗီဒီယိုမှာတော့အယိုးတွေတန်မာဖို့အတွက်ဘယ်လိုအာဟာရဓာတ်တွေလိုအပ်မလဲဘယ်လိုအစားအစာကနေဒီအာဟာရဓာတ်တွေရနိုင်မလဲနောက်တစ်ခုကတော့အယိုးတွေတန်မာစေဖို့နေ့စဉ်ဘဝမှာလိုက်နာရလွယ်ကူတဲ့နည်းလမ်းတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ Osteoporosis လို့ခေါ်တဲ့အယိုးပွားတယ်ဆိုတာဘာလဲ။အယိုးပွားတယ်ဆိုတာအယိုးတွေရဲ့တိတ်တဲမှုတွေလျော့ကျလာပြီးတော့အယိုးတွေအားနည်းလာတဲ့အခြေအနေတစ်ခုပါ။ဒါကြောင့်အယိုးတွေဟာကျွတ်ဆက်ပြီးတော့ကျိုးလွယ်ပါတယ်။အထူးသဖြင့်တော့တင်ဆုံယိုးကျိုးယိုးလက်ကောက်ဝေယိုးတွေကျိုးလွယ်တာဖြစ်နိုင်ပါတယ်။အဓိကအနေနဲ့ကတော့အမျိုးသမီးတွေအသက်40ကျော်လာတဲ့အခါမှာဟော်မုန်းတွေပြောင်းလဲလာတယ်ဟော်မုန်းနည်းသွားတာတွေဖြစ်လာပါတယ်နောက်ဆုံးသွေးဆုံးသွားတဲ့အခါမှာအီစထရိုဂျင်ဟော်မုန်းတွေနည်းသွားတာကအယိုးတိတ်တဲမှုကိုထိခိုက်စေပါတယ်ဒါပေမဲ့စိတ်ပူစရာမလိုပါဘူး။သင်ရဲ့အစာအသောက်နဲ့နေ့စဉ်ဘဝပုံစံကိုပြောင်းလဲပြီးတော့ဒီပြဿနာကိုကာကွယ်နိုင်ပါတယ်။အခုဆက်လက်ပြီးတော့အယိုးကျန်းမာရေးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုမျှဝေပေးသွားပါမယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဒီchannel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျန်းမာရေးအလှအပနဲ့အာဟာရဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒီ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်။နံပါတ်1ကတော့ကယ်လ်ဆီယမ်ပါကယ်လ်ဆီယမ်ကအယိုးတွေရဲ့အဓိကအစိတ်ပိုင်းဖြစ်ပြီးတော့အယိုးတွေရဲ့တိတ်တဲမှုကိုထိမ့်သိမ်းပေးပါတယ်အသက်40ကျော်လာတဲ့အမျိုးသမီးတွေအတွက်တော့တစ်နေ့ကို1000ကနေ1200မီလီဂရမ်လောက်လိုအပ်ပါတယ်ကယ်လ်ဆီယမ်ကိုဘယ်အစားအစာကနေရနိုင်မလဲဆိုရင်နှုတ်နဲ့နှုတ်ထွက်ပစ္စည်းအစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေအဓိကတော့ကိုက်လန်ဆလတ်မုံညင်ပန်းကော်ပီစိမ်းကော်ပီတုပ်ဟင်းနုနွယ်ဒန်တလွန်ရွက်ရုံပတီတီပဲအမျိုးမျိုးဒါတွေကနေရရှိနိုင်ပါတယ်အယိုးပါစားနိုင်တဲ့ငါးသေးလေးတွေနောက်ကယ်လ်ဆီယမ်ဖြည့်ထားတဲ့အစားအစာတွေဥပမာကယ်လ်ဆီယမ်ဖြည့်ထားတဲ့ဖြော်ရည်တွေဒါတွေကနေရရှိနိုင်ပါတယ်နံပါတ်2ကတော့ဗိုက်တာမင် D ပါဗိုက်တာမင် D ကကယ်လ်ဆီယမ်ကိုခန္ဓာကိုယ်ထဲကိုစုပ်ယူဖို့အတွက်အကူအညီပေးပါတယ်ဗိုက်တာမင် D မရှိရင်ကယ်လ်ဆီယမ်စားလည်းအကျိုးမရှိပါဘူးဗိုက်တာမင် D ကတစ်နေ့ကို800အနေ1000 IU လောက်လိုအပ်ပါတယ်ဗိုက်တာမင် D ကိုမနက်စောစောနေအောင်ကြည်ကနေလည်းရရှိနိုင်ပါတယ်တစ်နေ့ကို15မိနစ်ကနေမိနစ်30လောက်နေအောင်ခံပေးနိုင်ပါတယ်ဒါအပြင်အစီပါတဲ့ငါးတွေဥအမျိုးမျိုးနဲ့ဗိုက်တာမင် D ထည့်ထားတဲ့နိုးထွက်ပစ္စည်းတွေကနေရရှိနိုင်ပါတယ်နံပါတ်3ကတော့မက်ဂနီဆီယမ်ပါမက်ဂနီဆီယမ်ကအယိုးဖွဲ့စည်းမှုမှာပါဝင်ပြီးတော့ကယ်လ်ဆီယမ်နဲ့ဗိုက်တာမင် D ရဲ့လှုပ်ဆောင်ချက်ကိုထောက်ပံ့ပေးပါတယ်။တစ်နေ့ကို320မီလီဂရမ်လောက်လိုအပ်ပါတယ်။မက်ဂနီဆီယမ်ကိုတော့အခွန်မာသီးတွေဖြစ်တဲ့တီဟိုစစ်၊ဘန်နာစစ်၊တကြားသီးနောက်တစ်ခုကတော့နေကြားစစ်၊ဖယုံစစ်စတဲ့အစစ်အဆန်တွေထောပတ်သီးငပြောသီးစတဲ့အသီးတွေနဲ့စိမ်းရောင်ဟင်းသီးဟင်းရွက်တွေပဲအမျိုးမျိုးတွေဒါတွေကနေရရှိနိုင်ပါတယ်။နံပါတ်4ကတော့ဗိုက်တာမင် K ပါဗိုက်တာမင် K ကအယိုးထဲမှာရှိတဲ့ကယ်လ်ဆီယမ်ကိုထိမ့်သိမ်းပေးပြီးတော့အယိုးဖွဲ့စည်းမှုကိုအားပေးပါတယ်ဗိုက်တာမင် K ကိုအစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေပဲပိစက်ကိုအခြေခံထားတဲ့အစားအစာတွေစပစ်သီးတို့ကီဝီသီးဥအမျိုးမျိုးဒီအစားအစာတွေကနေရရှိနိုင်ပါတယ်ခုနောက်ဆုံးအယိုးတွေတန်မာစေဖို့နေ့စဉ်ဘဝမှာလိုက်နာရမယ့်နည်းလမ်းတွေကိုမျှဝေပေးသွားမှာပဲရှင်နံပါတ်1ကတော့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါအလေးမတာလမ်းလျှောက်တာပြေးတာစတဲ့လေ့ကျင့်ခန်းတွေကအယိုးတွေကိုဖိအားပေးတာတက်ရောက်မှုပေးတဲ့လှုပ်ရှားမှုတွေပါဝင်တဲ့အတွက်အယိုးဖွဲ့စည်းမှုကိုအားပေးပါတယ်နောက်တစ်ခုကတော့ယောဂတို့ထိုက်ချီတို့ဒါတွေဟာအယိုးကိုတန်မာစေပြီးတော့ခန္ဓာကိုယ်ကိုဟန်ချက်ညီအောင်ထိန်းသိမ်းပေးတဲ့လေ့ကျင့်ခန်းတွေဖြစ်လို့ချော်လဲတာကိုလည်းကာကွယ်ပေးပါတယ်တပတ်ကို3-4ရက်တစ်ရက်ကိုနာရီဝက်လောက်ကိုလက်လှုပ်ရှားမှုပြုလုပ်ပေးသင့်ပါတယ်နံပါတ်2ကတော့ဆက်လိပ်နဲ့အရက်ကိုထိမ့်ပါဆက်လိပ်တောက်တာနဲ့အရက်အလွန်ကြုံတောက်တာကအယိုးတိတ်တဲမှုကိုလျော့ကျစေပါတယ်နံပါတ်3ကတော့ဆရာဝန်နဲ့တိုင်ပင်ဖို့ပါအသက်50ကျော်လာတဲ့အခါမှာအယိုးတိတ်တဲစားစစ်ဆေးတာ bone density test ပြုလုပ်ပေးသင့်ပါတယ်လိုအပ်ရင်ကယ်လ်ဆီယမ်တို့ဗိုက်တာမင် D တို့ကိုလည်းဖြည့်ဆွတ်စာတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့စားသုံးပေးသင့်ပါတယ်ညီကုန်းချုပ်အနေနဲ့ကတော့အယိုးပွားတာနဲ့အယိုးကျိုးလွယ်တာကိုကာကွယ်ဖို့ဆိုတာသင်ရဲ့နေ့စဉ်ဘဝမှာလွယ်ကူစွာလှုပ်ဆောင်နိုင်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ကယ်လ်ဆီယမ်၊ဗိုက်တာမင် D, မက်ဂနီဆီယမ်နဲ့ဗိုက်တာမင် K ဒီအာဟာရဓာတ်တွေကိုမျှတအောင်စားသုံးပါ။ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကျန်းမာတဲ့အလေ့အကျင့်လေးတွေကိုသေချာထိန်းထားပါ။ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်သင်ရဲ့အယိုးကျန်းမာရေးအတွက်ဘလို့အစားအစာတွေစားလဲဘလို့အလေးကျင့်တွေလုပ်လဲဆိုတာ comment မှာမျှဝေပေးခဲ့ပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye